အခုလိုစီစိန်ထားတဲ့လက်ဖက်တစွန်းမှာကယ်လိုရီဘယ်လောက်ပါလဲဆိုတာကိုယူရိုတွက်ကြည့်ကြဘူးလားတိတိကျကျတိတိကျကျမတွက်ရသေးဘူးဆိုလို့ရှိရင် Rose နဲ့တူတူလိုက်လုပ်ကြည့်ကြရအောင်အရင်ဆုံးဈေးရဝယ်လာတဲ့လက်ဖက်ညွန့်လေး200 gram ကိုအခါတက်တာအောင်လို့စားများများလေးနဲ့နယ်လိုက်မယ်ရင်နွေးပူပူလေးထည့်ပြီးခဏလေးနှက်ထားလိုက်မယ်9 မိနစ်လောက်နှက်ထားပြီးသားလက်ဖက်ကလေးတွေကိုရင်နွေးလေးတွေသွင်းပြီးအဖန်ရည်လေးတွေထပ်သွားအောင်လို့ရေသေးချညှစ်ချလိုက်မယ်အခုဆိုလို့ရှိရင်တော့အဖန်ရည်ညှစ်ပြီးသားလက်ဖက်က164 gram ကျန်တယ်နောက်ပြီးငရုတ်သီးစိမ်းလေး6တောက်ရင်တက်သွန်ပြူလေးကနှက်မွှာရဲဗိုက်မနာအောင်လို့မီးအေးလေးနဲ့ခဏလေးလှော်လိုက်မယ်အရသာအတွက်ဟိုမုတ်နှစ်စွန်းစားနှစ်စွန်းပဇွန်ကြောင့်နှစ်စွန်းကိုထည့်ပြီးတော့ရောသမမှွေလိုက်မယ်နေထားပြီးအရသာထည့်ထားတဲ့လက်ဖက်ကလေးတွေကိုစုံထဲမှာညက်နေအောင်လို့ထောင်းလိုက်ပါမယ်ဒီနေရာမှာလက်ဖက်အသားညက်နေအောင်မကြိုက်တဲ့သူတွေကတော့လက်ဖက်အညွန့်လေးကိုကြေယုံလောက်ကလေးပဲထောင်းရင်လည်းထောင်းလို့လည်းရတယ်လို့လက်ဖက်အညွန့်အတိုင်းလေးပဲစားကြတယ်ဆိုလို့ရှိရင်လည်းမထောင်းမင်းနဲ့လည်းနေလို့ရပါတယ် Rose ကတော့မညက်တညက်လေးထောင်းထားတာကိုကြိုက်တဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးမညက်တညက်လေးထောင်းလိုက်တယ်အခုလိုလက်ဖက်ကလေးတွေမညက်တညက်အနေထားရောက်ပြီဆိုလို့ရှိရင်တမယာသေးလေးထည့်ညှစ်ပြီးတော့နယ်လိုက်မယ်နောက်ဆုံးမှာတော့စီလုံးဝမထည့်ရသေးတဲ့အရသာအကုန်လုံးပါဝင်တဲ့လက်ဖက်အသားချင်ဆက်ကလေးရပြီစီမနေရသေးတဲ့အတွက်ကြောင့်မလို့ဒီလက်ဖက်အသားတစ်ပကံလုံးမှာကယ်လိုရီ155ပဲပါတယ်အခုဆိုရင်လက်ဖက်ထဲကိုမှုမတက်အောင်လို့စီဘယ်လောက်လိုမလဲအရင်ဆုံးဒီလေးလုံးဘူးလေးထဲမှာစီ100 ml လေးကိုအရင်ဆုံးထည့်လိုက်မယ်ပြီးရင်လက်ဖက်ကလေးတွေထည့်မယ်စီက100 ml နဲ့မလောက်သေးဘူးเนาะအဲ့တော့ဒီလက်ဖက်အသားလေးတွေမှုမတက်အောင်လို့နောက်ထပ်100 ml လောက်ထည့်ထည့်မယ်ခုဆိုလို့ရှိရင်ဒီနှက်ထားတဲ့လက်ဖက်ထဲကိုစီ200 ml လောက်ဝင်သွားပြီ total စီရောလက်ဖက်ရောရဲ့ကယ်လိုရီပမာဏက1680ကယ်လိုရီရှိတယ်အဲ့တော့ဒီတစွန်းလေးတွေကို74ကယ်လိုရီတောင်ပါတယ်လက်ဖက်တုတ်တော့မယ်ဆိုလို့ရှိရင်မြေပဲနှမ်းကြက်သွန်ကြော်နဲ့တခြားနှစ်ပြန်ကြော်တွေထပ်ထည့်မယ်ဆိုရင်ကယ်လိုရီ400-500လောက်ကတော့အသာလေးပဲအစာပြေစားမယ်လက်ဖက်တုတ်တစ်ပွဲရဲ့ကယ်လိုရီပမာဏက400လောက်ဖြစ်နေပြီဆိုတော့တစ်နေ့မှာစားတဲ့ကယ်လိုရီပမာဏရဲ့သုံးပုံတစ်ပုံတောင်ဖြစ်နေပြီဓာတ်ရက်ကလည်းလုံနေတာလက်ဖက်တုတ်ကလေးကလည်းအရန်စားကျင်နေတာဒါဆိုရင်ကယ်လိုရီနဲ့အောင်ဘယ်လိုတောက်ရမလဲဆိုတာကိုနောက်ဗီဒီယိုတစ်ခုမှပြောပြမယ်Stay tuned